ယောက်ျားဖြစ်သူကဖန်လုံးကိုတုတ်လိုက်တိုင်းမိန်းမဖြစ်သူမှတကူလုံးအပိုင်းပိုင်းဆုပ်ဆုပ်အခွဲခံနေရတယ်လို့မျိုးမရှုမလဝေဒနာကိုခံစားရတဲ့မိန်းမကဒါကိုဆက်လုပ်နေရင်မိသားစုပါပျက်စီးလိမ့်မယ်လို့တတိပေးပြီးရက်တံဖို့ငိုးယူတောင်းပန်ခဲ့ပေမဲ့ယောက်ျားကတော့လုံးဝမယုံခဲ့ပါဘူးဒါတင်မကပဲဖန်လုံးကိုပလဲစစ်တတိလေးဖြစ်ကြိတ်ချဖြစ်ဖို့ပါအမိန့်ပေးခဲ့တယ်ဝေဒနာကပြင်းထန်လုံးလို့မိန်းမဖြစ်သူခါများတတိလစ်မတက်ဖြစ်သွားခဲ့ရတယ်နောက်ဆုံးမှာတော့မိန်းမဖြစ်သူဟာသူမရဲ့စွမ်းအားတွေကိုစုပ်ထုတ်လိုက်ပြီးမိသားစုရဲ့ဘိုးဘေးပြီးကြောက်စာတိုင်တွေပေါ်သူမရဲ့သွေးတွေကိုလောင်းချလိုက်တော့တယ်ခဏချင်းမှာပဲဘေးဒုက္ခဆိုကြီးစတင်ကြရောက်လာခဲ့ပြီးကြောက်စာတိုင်တွေပေါ်ကနာမည်တွေတဖြည်းဖြည်းပျောက်ကွယ်သွားတာကိုယောက်ျားဖြစ်သူကထိတ်လန့်တကြားကြည့်နေခဲ့ရတယ်သူ့ကိုပို့ပြီးကြောစိန်သွားစေတာကတော့မိန်းမဖြစ်သူဟာရုတ်တရက်အမီကိုချောင်းပါတဲ့မြေခွေးဝိညာဉ်မူလရုပ်တွင်ကိုဖော်ပြလိုက်တာပါပဲယောက်ျားဖြစ်သူဟာမင်းသက်သွားပြီးမှအမှန်တရားကိုသဘောပေါက်သွားခဲ့တယ်သူ့မိသားစုကိုနှစ်ပေါင်း900တိုင်တိုင်ကာကွယ်ပေးခဲ့တဲ့အဆောင်ရှောက်နှက်ဝိညာဉ်ဆိုတာအခြားသူမဟုတ်ပဲသူကိုယ်တိုင်အထက်စီးဆန်ဆန်မုန်းတီးခဲ့တဲ့သူ့မိန်းမပဲဖြစ်နေခဲ့တာပါလွန်ခဲ့တဲ့နှစ်ပေါင်း900ကယောက်ျားဖြစ်သူရဲ့ဘိုးဘေးတစ်ယောက်ဟာမြေခွေးဝိညာဉ်မလေးကိုတိုက်ဆိုင်ကဲတင်ခဲ့ဘူးတဲ့အဲ့ဒီကျေးဇူးကိုဆက်ဖို့အတွက်မိသားစုကိုနှစ်900တိုင်တိုင်ကာကွယ်ပေးပါမယ်လို့တစ္ဆာပြုခဲ့တာပါဒါပေမဲ့ဒီမိသားစုဟာမီးလောင်ပြင်အနေရကြီးတစ်ဆက်ချိန်တိုင်တိုင်ကြုံတွေ့ခဲ့ရလို့မိဘေးကနေကဲတင်ဖို့အတွက်အမီးတစ်ချောင်းစီစီညံ့ညံ့ကျိုးပဲဆက်ခွဲပြီးစနစ်တကျပြည့်ဆက်ခဲ့ရတယ်ခုချိန်မှာတော့အမီးကိုချောင်းလုံးကုံဆုံးသွားခဲ့ပြီဖြစ်လို့နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲသူမနှက်ပုံကိုတက်လန်းရတော့မှာပါဒါပေမဲ့မထွက်ခွာမီလေးမှာပဲသူမဟာဒီမျိုးဆက်ရဲ့သားမြေးတစ်ယောက်နဲ့ရေးဆက်ဆုံခဲ့ပြီးကြန့်ရှိနေတဲ့နောက်ဆုံးစွမ်းအားလေးနဲ့သူ့ကိုကဲတင်ကမိန်းမအဖြစ်ပေါင်းတင်ခဲ့တာဖြစ်ပါတယ်အခုလိုတစ္ဆာဖောက်ခံလိုက်ရတဲ့အတွက်ဒေါသအမျက်ချင်းချောင်းမှုနဲ့အတူမိသားစုတစ်ခုလုံးရစရာမရှိအောင်ပျက်စီးယိုယွင်းတော့မဲ့အရေးအယောင်တွေစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်